ကိုဘယ်လောက်ကောင်းအောင်ကြိုးစားမကောင်းမြင်တတ်တဲ့သူကမကောင်းမြင်နေမှာပဲမကောင်းပြောတတ်တဲ့သူကမကောင်းပြောနေမှာပဲသူတို့အကျင့်စရိုက်အတိုင်းသူတို့လုပ်နေမှာပါပဲဘယ်သူမကောင်းမြင်ဘယ်သူမကောင်းပြောအကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးစက်ကြိုးစားပါကံရဲ့အကျိုးကိုယုံပါသူလုပ်တာသူရမှာကိုလုပ်တာကိုရမှာပါကိုလည်းကောင်းအောင်မကြိုးစားကိုနေရာဒေသကိုလည်းတိုးတက်ကြီးပွားအောင်မလုပ်သူတစ်ပါးတိုးတက်ကြီးပွားတာကိုလည်းမုဒိတာမပွားနိုင်ပဲမနာလိုဝန်တိုမှုတွေများပြီးသူများမကောင်းကြောင်းပတ်ပြောနေတဲ့သူတွေသူများမကောင်းကြောင်းထိုင်ပြောနေတတ်တဲ့သူတွေကိုယ်ပတ်ဝန်းကျင်မှာရှိနေတတ်ပါလေအဲဒီလိုလူမျိုးတွေနဲ့တွေ့ရကြုံရဆုံရတဲ့အခါမှာမသိသလိုနေပြီးဥပိ္ပခာပွားလိုက်ပါသူစေတနာကသူ့ကိုအကျိုးပေးပါလိမ့်မယ်ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်သာကြိုးစားပါကိုကောင်းဖို့သာအဓိကပါမုန်းစရာရှိရင်ကျေးဇူးတရားနဲ့ဖြေပါတေချာပြန်ဆန်းစစ်ကြည့်ရင်သူ့ကျေးဇူးကိုကျေးဇူးအပြန်အလှန်ရှိခဲ့ကြတာပါပဲသူကျေးဇူးတွေပြန်တွေးကြည့်ရင်သူ့ကြောင့်ကို့မှာအကျိုးတွေဖြစ်ထွန်း